ဟန်မြစ်ကမ်းနားမှာညက်လေတိုးတန်တဲ့အတူလူတစ်ယောက်ရက်နေတယ်။သူ့နာမည်ကဂျင်ဆူးဖြစ်ပြီးတော့ရေထဲကိုခုန်ချဖို့အစဉ်သင့်ဖြစ်နေတဲ့အချိန်မှာတော့သူ့ကောင်းထဲမှာမိကွန်းတစ်ခုကိုပဲထက်ခါပြန်မေးမိနေတယ်။ငါဘလို့ဒီအခြေအနေထိရောက်လာတာလဲ။အစကတော့သူဟာစတိုးဆိုင်မှာအလုပ်လုပ်တဲ့တာမန်လူတစ်ယောက်ပါပဲ။တနေ့မှသူ့တငယ်ချင်းတစ်ယောက်ကဒီရင်းနှီးမြှုပ်နှံမှုထဲဝင်ရင်အမြတ်အများကြီးရမယ်လို့ပြောခဲ့တယ်။တငယ်ချင်းကိုယုံကြည်တဲ့ဂျင်ဆူးကလည်းအမြတ်ကိုစိတ်ဝင်စားတာကြောင့်ချင်းငွေထုတ်ပြီးရှယ်ယာထည့်ခဲ့တော့တာပေါ့။ဒါပေမဲ့ကံမကောင်းစွာပဲပတ်စံယူသွားတဲ့တငယ်ချင်းကတနေ့ပြီးတနေ့အဆက်အသွယ်လုပ်သမျှကိုရှောင်နေခဲ့တယ်။နောက်ဆုံးတစ်ရက်မှာပဲတောင်းပန်ပါတယ်။မင်းပတ်စံပြန်မပေးနိုင်တော့ဘူးဆိုတဲ့စာတစ်စောင်ပဲရောက်လာတယ်။အဲ့ဒီစကားကြောင့်ဂျင်ဆူရဲ့ဘဝကိုအောက်ဆုံးထိဆွဲချသွားခဲ့တယ်။ချင်းငွေပြန်ဆက်ဖို့အလုပ်မျိုးစုံလုပ်ခဲ့ရတယ်။ဒါပေမဲ့သူကပညာမရှိလိုအပ်တဲ့အရေးချင်းလည်းမရှိတာကြောင့်ရတဲ့အလုပ်တွေကလည်းအနေစားအလုပ်တွေကြီးပဲဖြစ်နေခဲ့တယ်။နေ့တိုင်းအလုပ်လုပ်ပြီးအကျွေးဆက်ခဲ့ပေမဲ့အကျွေးကတော့ရော့မသွားဘူး။နောက်ဆုံးချင်းငွေအတွက်လူမိုက်တွေအိမ်ထိလာတောင်းတဲ့အချိန်မှာဂျင်ဆူထွက်ပြေးခဲ့ရတယ်။လမ်းမပေါ်မှာရုပ်ရှင်ရိုက်နေတဲ့လူအုပ်ကြားထဲဝင်ရောပြီးသူတို့လက်ကနေကန်ကောင်းလို့လွတ်သွားခဲ့တယ်။ဒါပေမဲ့ဒီလိုအကျွေးတွေနဲ့အသက်ရှင်နေတာကိုပဲသူပင်ပန်းလာခဲ့ပြီးဒါကြောင့်ဟန်မြစ်ကမ်းနားမှာဘဝကိုအဆုံးသတ်ဖို့ဆုံးဖြတ်လိုက်တော့တာပေါ့။အဲ့ဒီအချိန်မှာပဲဖုန်းကအစာတစ်စောင်ဝင်လာတယ်။ဘန်ကောက်ထဲကိုငွေအများကြီးရောက်နေတယ်။ဒါပေမဲ့စာထဲမှာသူ့ဆက်နဲ့စကားတစ်ကြောင်းပါလာတယ်